ကျမလေကျောင်းဝင်းထဲကိုအဝတ်စားတစ်ခုမှမပါဘဲဗလာချင်းကြီးနဲ့ရောက်သွားတာအဲ့ဒါကိုတော့အတန်းဖော်တွေကိုယုံကြည်မှုအပြည့်နဲ့နှုတ်ဆက်လိုက်သေးတယ်လူတိုင်းကတော့စွန့်သွားတာပေါ့တချို့ဆိုနေရာတင်လဲတောင်မေးလဲသွားကြတယ်ဒါပေမဲ့ကျမကတော့ဂရုမစိုက်ပါဘူးဘာလို့လဲဆိုတော့ကျမကအချိန်ဆက်ဝန်း time လို့ခဲမှာပိတ်နေလို့လေနေ့လယ်ဘက်မှာဘာတွေပဲလုပ်ညမိုးချုပ်တာနဲ့မျက်နှာဖုံးစွပ်ထားတဲ့လူကပေါ်လာပြီးကျမကိုတစ်ခါနဲ့တစ်ခါမတူတဲ့နီလန်းတွေနဲ့တက်တော်တာပဲပြီးရင်ကျမရဲ့မွေးနေ့မနက်ခင်းကိုပြန်နိုးလာတာဒီတန်တရားဆိုးကြီးကိုဖျက်ကျော်ဖို့အတွက်အဲ့ဒီမျက်နှာဖုံးစွပ်လူတက်သမားကိုချောင်းမြောင်းတိုက်ခိုက်ဖို့အထိစူးစမ်းခဲ့သေးတယ်ဒါပေမဲ့မှားပြီးကိုယ့်အချစ်ဆုံးသူချင်းကိုရိုက်မိသွားရောအဲ့ဒီအချိန်မှာဘာလို့မှန်းမသိဘူးခေါင်းတစ်ခုလုံးကွဲမတက်ကြိုက်ခဲလာပြီးခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနဲ့အားနေလာတယ်အဲ့ဒါနဲ့ကျမလည်းဒီမျက်နှာဖုံးနောက်ွယ်မှာဘသူရှိနေလဲဆိုတာကိုပဲလိုက်စုံစမ်းတော့တာပေါ့နောက်ဆုံးနှုံးခွေပြီးဆေးရုံမှာတတိလစ်သွားတဲ့အချိန်ကျမှစစ်ဆေးချက်တွေအရကျမရဲ့တကူလုံးမှာတေလောက်တဲ့ဒဏ်ရာတွေအပြည့်ဖြစ်နေတာကိုသိလိုက်ရတယ်ဆရာဝန်တွေတောင်ဘလို့မှရှင်းမပြနိုင်ကြဘူးအဲ့ဒီတော့မှကျမတွေးမိသွားတာမွေးနေ့မနက်ခင်းကိုပြန်ရောက်သွားပေမဲ့ကျမရဲ့ဒဏ်ရာတွေကတော့ပြန်ပြီးမသက်သာလာဘူးဆိုတာကိုပေါ့ဒါပေမဲ့အဲ့ဓာတွေကိုစိတ်ပူနေဖို့အချိန်မရှိတော့ဘူးဘာလို့လဲဆိုတော့မျက်နှာဖုံးစွပ်လူတက်သမားရောက်လာနေပြီဆိုတာကျမခံစားမိလို့ပဲအခန်းထဲကနေခြေလန်းလိုက်တာနဲ့သူကဆရာဝန်ကိုဓာတ်နဲ့ထိုးနေတာကိုမြင်လိုက်ရရောကျမလည်းစိတ်ုံထဲကနေအသက်လူပြေးပြီးသူအမိမလိုက်နိုင်ခင်ကားတစ်စီးထဲကိုလှုပ်ခနဲခုံဝင်လိုက်တယ်ဒါပေမဲ့သူကမှန်ကိုရိုက်ခွဲပြီးကျမလည်းဘင်းကိုလာညစ်တာနောက်ဆုံးမိနစ်ပိုင်းအသေးအတန်ချိန်နေမှာကျမလည်းလီဗာကိုအကုန်နင်းချလိုက်ပြီးသူ့ကိုခါချပစ်နိုင်ခဲ့တယ်တကယ်ကိုနီးနီးလေးတင်နောက်ထပ်မိနစ်30လောက်သာခံလိုက်ရင်ဒီအိမ်မက်ဆိုးကြီးကနေလွတ်မြောက်တော့မှာဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအချိန်ပြင်းပြင်းမောင်းလို့ဆိုပြီးရဲကဖမ်းရောကျမလည်းဖြစ်သမျှအကြောင်းစုံကိုရဲကိုပြောပြပေမဲ့သူကကျမကိုစေးကြောင်နေတယ်လို့ပဲထင်နေတာအဲ့ဒါနဲ့ရှင်းပြဖို့စူးစမ်းနေတော့စိတ်ထဲအိုင်ဒီယာတစ်ခုရသွားတယ်အဲ့ဒီမျက်နှာဖုံးစွပ်လူတက်သမားကရဲစခန်းထဲအထိတော့လိုက်ရဲမှာမဟုတ်ဘူးလေကျမလည်းချက်ချင်းပဲကျမမူးနေတာပါရှင်တော်တော်လေးကိုမူးနေတာပဲလို့ရဲကပြောတော့ကျမဆေးတွေလည်းကြောင်နေတာဆေးပြားတွေဆေးကြောက်တွေရောပဲနမေတာပြောလိုက်ကျမအကုန်သုံးထားတာလို့အလိညာတွေရှောက်ပြောပြလိုက်တယ်ဒါဆိုရင်တော့မင်းကိုဖမ်းရတော့မှာပဲတဲ့ရဲကားပေါ်ရောက်သွားတော့မှကျမစိတ်အေးသွားရတယ်ခဏလောက်တော့တကယ်ပဲလုံခြုံသွားပြီလို့ခံစားလိုက်ရတာဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ကိုမြင်လိုက်ရပြန်ရောလက်ခုပ်တီးတန်ဟုတ်တာပေါ့မျက်နှာဖုံးစွပ်လူတက်သမားပဲပေါ့ဒီတစ်ခါတော့ကျမတကယ်ကိုသွားပြီးလက်ထိတ်ကလည်းအတင်းခက်ခံထားရတော့ကားတကားကိုတောင်ဖွင့်လို့မရဘူးတေးမဲနေကိုပဲထိုင်ဆောင်နေုံပေါ့ဒါပေမဲ့ဒီတစ်ခါတော့သူကျမကိုတိုက်ရိုက်မတက်ဘူးအဲ့ဒီအစားမွေးနေ့ဖျောင်းတိုင်တိုင်ကိုထုတ်လိုက်တယ်အဲ့ဒီတော့မှကားထဲကနေစီတွေရိုစိတ်နေတာကိုကျမသတိထားမိတော့တယ်သူကမီးလင်းနေတဲ့ဖျောင်းတိုင်ကိုလှုပ်ချလိုက်ပြီးရိုစိတ်နေတဲ့ဓာတ်ဆီတွေကနေတဆင့်မီးတွေချက်ချင်းတောက်လောင်သွားတော့တာပဲဖုံးဆိုပြီးကားတစ်စီးလုံးပောက်ကွဲသွားတယ်အဲ့ဒီနောက်မှာတော့ကျမထုံးစံအတိုင်းပြန်နိုးလာပြန်တာပေါ့ကျမရဲ့မွေးနေ့မနက်ခင်းကိုပေါ့